ကြည့်ရဒီမှာကြည့်နေကလည်းကောင်းဖြစ်ငါဒီတစ်ပတ်မထိုးရှင်လို့ဒီဘက်တကွန်းတကွဲပဲထိုးတော့တယ်တကွန်းတကွဲပဲ6လေးတော့တာတီကထိုးရဘူး6လေးတော့2လေးတော့9လေးတော့လေဒီမှာလဲ4 5 3 6 5 3 2 8 6 4 2 8 3 3ဘုဒ္ဓဟူးမကျူတို့တယ်ပဲနော်6 3 4 4နှစ်ခွေးပေါ်ကတပန်တဲကြောက်6 3 4 6 4 6 2 6 6 3 4 4 3 2 3 3 4နှစ်ဟုတ်တယ်နော်အဲ့မှာအပူကတော့ဆိုလို့ရှိရင်တော့ဒီကနန်းတွေကအပူဆိုအပူလုံးလိုက်ပေါ့ဟုတ်တယ်မလားဒီမှာနေပြီးတော့ကျွန်တော်ဟိုကမနေ့ကမတွေ့တဲ့ဒီစိတ်ကိုလေစိတ်ကိုတွေ့အလုံးများလို့နေပြီးကျွန်တော်အပြုတ်ခါမှာဆိုတော့ကျွန်တော်မတန်တာဒီနေ့မထူးဘူးဆိုပြီးတန်လိုက်တာငါတေရှာနှစ်ကိုအပိပဘောဟာအဲ့မှာね16ရေ66ရေကတော့ထွက်ပြီးပြီနော်တပန်2ပန်3ပန်4ပန်5ပန်6ပန်9ပန်10ပန်9ပန်ပဲရှိရနော်အဲ့ကတချင်းတို့ထွက်ပြီးနှစ်ချင်းတို့ထွက်ပြီးပြီတချင်းတို့ကျင်းတွေထွက်နေနောက်တစ်ကျင်းနေကျင်းတွေထွက်နေပါရှင်လို့ရှိရင်တော့ဒီငါရေ3ရရေ4ရ2ရကျိတ်တဲ့ဟာယူပါအဲ့ကမြတ်သောအပြင်ကနေပြီး4နဲ့3ရနဲ့ကောင်းတယ်3ရနဲ့ကောင်းတယ်တော့တပိုင်းလုံးစားပေါ့နော်ပေါင်းစားမှနေပြီးဒီမှာအကိုရဲ့ဘုံကအကိုရဲ့ဒီကနမ်းမြလိုက်တာအဲ့လိုထွန်လိုက်မယ်ဒီမှာ3ခွန်ဆိုလို့ရှိရင်ဒီမှာလေး3ခွန်ဟုတ်တယ်မလားဒီမှာ6လေးဆိုလို့ရှိရင်လေတော့ဒီမှာ6လေးတော့ဒီမှာမပါဘူး6လေးဟုတ်တယ်မလားဒီမှာ3နှစ်ဒီမှာ3နှစ်ဟုတ်လားဒီမှာ2ကိုဒီမှာ2ကိုအဲ့လိုရွေးထားတာအဲ့ကောနေပြီးဒါမဲ့အဲ့မှာတေးသေးချာချာကြည့်ပေါ့ screenshot ရိုက်လိုက်ပြီးတေးချာကြည့်ပေါ့ဒီမှာကိုနေနဲ့3နေကတော့ကြာတပတ်တုံးမဟုတ်ဘူးတို့မှန်တယ်ဒီကောင်နှင်းငါကောင်းတယ်နော်ဒီတပတ်လေ break 4 break နဲ့ရှိတယ်1 6မှာ1 8ရယ်6 8ရယ်6 8ရယ်1 8ရယ်6 8ရယ်နောက်ပါလေ6 8ရယ်1 3ရယ်ပေါ့နော်အဲ့ရှိရတတိထားလေဒီတပတ်မှာလေအဲ့ break 4နဲ့ရှိရသည်လား break 4နဲ့ဟာလည်းရှိသေးတယ် break လေးရှိတယ်လို့လေးရှိမ6ချီတော့6ချီတော့ဒီမျိုးကိုငါတော့တရှိတော့လေးကို break လေးကို break နေပြီလားဗဒီရှိတော့တက်သုံးလို့ပေါ့အဲ့ဒါထားလိုက်တော့အမကြည့်နော်ဒီလိုရလား